လုံးဝ surprise ပေါ့နော်ငယ်လေးအဲ့လိုမျိုးဘယ်လိုပြောမလဲထမိန်တွေဘာတွေဝစ်လေးဝစ်ထားမရှိပါဘူးဒါပေမဲ့ပွဲတွေဘာတွေတွားရမယ်အထိုင်ရအဲ့လိုမျိုးမြန်မာဝစ်စုံဆိုရင်အဲ့လိုမျိုးဝစ်ပါတယ်အဲ့တုန်းကကြတော့ဒီလိုစိတ်ကူးပေါက်လို့ပေါ့နော်ထမိန်လေးလည်းဝစ်ချင်တဲ့အတွက်ဝစ်ဖြစ်တာဖြစ်ပါတယ်မဆွီလွန်ကအခွေမထွက်ခင်ကတည်းကပေါ့နော် teaser ထွက်ထားတယ် teaser မှာကြည့်ကြတဲ့တကယ်ကိုအရင်အားရပါတယ်တကယ်ကိုလုံးဝ high end လိုမျိုးဖြစ်နေတာပေါ့နော်ထွက်ထားတဲ့လှုပ်ထားတဲ့အရာတွေကအားလုံးကိုတကယ်အရင်ကောင်းပါတယ်လို့အဓိကခေါ်တာတော့မဆွီလွန်ပေါ့နော်ဒီအခုလုပ်နေတဲ့ပွဲအတွက်ကိုသူက main ခေါ်ပြီးတာပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ထိုးစားမှာလာပြီးတော့လဲငယ်လေးတို့အသင်းတော်ပေါင်းများစွာမှာလဲပါဝင်ခွင့်ရတယ် MYC အနေနဲ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြောမယ်ဆိုရင်ငယ်လေးကဒီ production အပိုင်းကိုအရင်စိတ်ဝင်စားတဲ့သူပေါ့နော်ဆိုတော့ဒီမှာကကြည့်မယ်ဆိုရင်ဝိညာဉ်ရေးရအနေနဲ့ကြည့်မယ်ဆိုရင်လည်းတကယ်ကိုအရန်နိုးထားကြတယ်ကြည့်တွေ့ရတာလည်းတကယ်ကိုအရန်ဖះအလုပ်လုပ်နေတယ်ဆိုတာကြီးလည်းအများကြီးတွေ့ရတယ်လို့ပြီးရင်ဒီဘက် production အပိုင်းမှာ music ရော video ရော audio ရော video ရောပေါ့နော်အကုန်လုံးတကယ်ကိုဖះအတွက်တက်ကြွပါဝင်နေတာတွေတွေ့ရတယ်ဖះကလည်းကောင်းကြီးပေးနေတာတွေတွေ့ရတဲ့အတွက်တကယ်ကိုအရန်ဝမ်းသာပါတယ်နေဖို့တော့မစင်စားသေးဘူးနေဖို့အကြောင်းအရာမရှိသေးဘူးအဲ့လေဒီမှာငယ်လေးတို့YC အနေနဲ့လာတယ်ပြီးရင်လည်းဒီမှာအမရှိတဲ့အတွက်ငယ်လေးတို့လာတွေ့တယ်ပေါ့နော်ငယ်လေးတို့ဒီဇင်ဘာ18ရက်နေ့မြန်မာပြည်ပြန်มาဖြစ်ပါတယ်ဟုတ်ကဲ့တချင်းတွေကတော့လုံနေပါတယ်ငယ်လေးတို့တချင်းတွေလည်းရေးပြတယ်လောလောဆယ်တော့ကြည့်မယ်ဆိုရင်နောက်တနေ့အတွင်းမှာတော့ထွက်ဖို့တော့မမြင်သေးဘူး single album ထွက်ဖို့တော့ဒါပေမဲ့တချင်းတွေကတော့ ready ရှိနေပါတယ်တကယ်ကိုအကောင်းဆုံးတင်ပြချင်တာဖြစ်တဲ့အတွက်အချိန်ယူပြီးတော့ထပ်လုပ်ပါမယ်မဆွေးလွန်အောင်အခု3နှစ်ဆိုတော့ငယ်လေးလည်းနည်းနည်းပူကြောင်လုပ်မယ်ဘာလို့လဲဆိုတော့တခါတည်း music video တွေလည်းထွက်ချင်တဲ့အတွက်အချိန်ယူပြီးတော့တေချာလေးလုပ်မှာဖြစ်ပါတယ်လို့ဟုတ်လုံးဝ surprise ပေါ့နော်ငယ်လေးအဲ့လိုမျိုးဘယ်လိုပြောမလဲထမိန်တွေဘာတွေဝစ်လေးဝစ်ထားမရှိပါဘူးဒါပေမဲ့ပွဲတွေဘာတွေတွားရမယ်အထိုင်ရအဲ့လိုမျိုးမြန်မာဝစ်စုံဆိုရင်အဲ့လိုမျိုးဝစ်ပါတယ်အဲ့တုန်းကကြတော့ဒီလိုစိတ်ကူးပေါက်လို့ပေါ့နော်ထမိန်လေးလည်းဝစ်ချင်တဲ့အတွက်ဝစ်ဖြစ်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငယ်လေးရသိရမလားကြမ်းကြမ်းတမ်းတမ်းပဲဒီလမ်းလျှောက်ရင်လည်းသိရမလားခက်မြန်ဆိုတော့ထမိန်နဲ့စကတ်တို့ကြတော့နည်းနည်းဟိုမလုံးချုံလို့ခံစားရလားလို့ဆိုတော့ဘောင်းပီကြတော့safe ဖြစ်တယ်လေနော်ဆိုတော့ငယ်လေးဘောင်းပီဝင့်ရင်လည်းအရှိပဲဝစ်ဖြစ်တာများပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ဆိုတော့ငယ်လေးစီမှာထမိန်ကအရင်နဲတယ်ဒါပေမဲ့ရှိတဲ့ထမိန်ကဇိုမီထမိန်ပြီးရင်ကရင်ထမိန်ဒီနှမျိုးပဲရှိတယ်ဆိုတော့ငယ်လေးလည်းဂုဏ်ယူပါတယ်ဇိုမီထမိန်ဝစ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်အရင်လည်းပျော်တယ်ဟုတ်ကဲ့လုံသမမကြီး